ท่าตากยาท่าตากยาท่าตากလားเลยยากูท่าเลยဟုတ်ကဲ့ပါရှင်မှတ်ပုံနေတယ်ပါခင်ဗျာนำบ้านละเว้ยဟုတ်ကဲ့ပါชอบนาคาโทรมาเลยชอบนาคาโทรตรงนาคาโทรဟုတ်ကဲ့ရှင်တဲ့ကွယ်လေးပြောပေးပါไปเสงအများကြီးရှိတယ်နော်အဲ့တော့2မိနစ်အမြန်ထိုးနော်ဟုတ်ကဲ့ပါရှင်ဟုတ်ကဲ့ပါအမြန်ဒီစားလေးကြည့်ပေးပါခဏလေး6လုံးကြာလာလားဆိုကြည့်ပေးပါဟုတ်ကဲ့ပါရှင်ကြာလာလားမကြသေးဘူးလေကွာဟုတ်ကဲ့ပါမက်ဆေ့ချ်မှာကြာလာမှာဖြစ်ပါတယ်ဟယ်လိုခဏအတိုင်းပြောမယ်နော်ဟုတ်ကဲ့ပါခဏလေး6လုံးနော်အမြန်ပြောနော်အခုပြောတော့လေလူချင်းမရဲ့မက်ဆေ့ချ်မှာကြည့်ထားတယ်ပေးရမှာရှင်ဒီလိုမျိုးနေအောင်တိုင်းတော့ဆောင်ရလို့မရလို့ပြောပြတယ်အဲ့ဒါချက်တင်လိုက်လေနင်ပြောတဲ့ကောင်ကငါသိ30ကိုညီကြီးလိန်ခံနေရမှာလားငါညီမနင်ကဘာတော့လာတော့နင်နာမည်ကြာလို့ဟောက်ပြန်ပြောတတ်မှာဟုတ်ကျွန်တော်နေနေပါအခုသုံးနေတယ်ဆိုရင်အခုချိန်ပေးထားတဲ့တိကျတာသူတို့တိုင်းတဲ့ကြောင့်ဒီတိကျတဲ့ဆောင်ရပေးမှာမဟုတ်ဘူးနောက်တဲ့တိကျချက်ဖွင့်ငါညီမနင်ကငါတို့စိတ်ရှုပ်နေရလားငါစိတ်ရှုပ်ရမှာလားနင်ကစိတ်ရှုပ်ရမှာလားငါညီမရင်ဟလားရင်လားနာမည်ကရင်ပြည့်စုံမလားနင်ဝင်တဲ့ယာလူပြောတင်းကဘာတော်ဝင်ရှိရလဲကျွန်တော်ဒီတော့ကျွန်တော်ကိစ္စနဲ့မှာတားလိုက်တာလားအေးစားပြီးယာလူကိုပြောစားပြီးကလည်းမပြောနဲ့ရင်အခုက KB ကအခုအောက်ချိန်မှာဖောင်းပွားနေခင်ဗျားတို့တော်တော်ဆိုးနေပြီ KB ကနော်ကျွန်တော်ပြောချင်တာနိုင်ငံရဲ့ဘာတရားထက်တန်မြမအားမယ်ကံဘောသားဘာမြမအားမယ်လဲခင်ဗျာလူလင်အားပေးအားမယ်အခိုးအားမယ်ဒီမှာလေးပြောဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဘက်ကနေဒီစင်ကကလေးနဲ့ KB ကောက်ကလေးကိုဖတ်ရှိထားတာတွေ့လို့ကမ္ဘောဇာ KB စက်ကမှာပြန်လက်ဆက်သွယ်ပေးနေတာဖြစ်ပါတယ်အေးညီမလေးပြန်လက်ဆက်သွယ်ပေးနေဆိုတော့လက်ပဲ1 5 5လေးပဲတူလေးဒီမှာပြန်လက်ပိတ်သိမ်းနေသည်ဖြစ်တဲ့အတွက်လူချင်းမင်းဒီကောက်ကိုဆက်လက်အသုံးပြုမှာလားဆိုတာပြန်လက်ဆက်သွယ်ပေးထားခြင်းဖြစ်ပါတယ်သုံးပါပါဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဒီကောက်ကိုဆက်လက်အသုံးပြုမယ်ဆိုရင်ဘန်းနဲ့ပြန်လက်ဆက်သွယ်ပေးထားရင်ဆိုတော့လက်ပဲ1 5 5လေးပဲတူလေးဒီမှာပြန်လက်ပိတ်သိမ်းနေသည်ဖြစ်တဲ့အတွက်လူချင်းမင်းရဲ့ကောက်က2မိနစ်တွင်မှာပိတ်သိမ်းတော့မှာဖြစ်ပါတယ်လူချင်းမင်းဆက်လက်အသုံးပြုမယ်ဆိုရင်2မိနစ်တွင်မှာဒီဆက်ရပန်ဟောလာပြီးပြန်လက်စစ်သေးပေးမြင့်တင်မှာလားလူချင်းမင်းဒီကောက်ကိုဆက်လက်အသုံးပြုလို့ရမယ်ဆိုတဲ့အကြောင်းပြန်လက်ဆက်သွယ်ပေးထားတာဖြစ်ပါတယ်ညီမလေးဘယ်ဘန်းအလားမှာလဲဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းဘက်ကနေဒီဆက်ရပန်မှာပြန်လက်စစ်သေးပေးမြင့်တင်ပေးလို့ရပါတယ်ညီမလေးအနှစ်မိနစ်ဆိုတော့လေအမဘန်သွားလို့ရှိရင်အနည်းနဲ့ကြာအောင်ပါအဲ့လိုရလားဟုတ်ကဲ့မင်္ဂလာပါလူချင်းမင်းရဲ့ကောက်က2မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်2မိနစ်တွင်မှာပြန်လက်ပိတ်သိမ်းလိုက်ရမယ်လို့ပြောရလားအမအေးဟုတ်တယ်ညီမလေးအမအိမ်ထဲကဘန်ထဲကကျတော့အဝေးတာလေဝေးတော့ကြတော့လေအမဘယ်လိုသွားမှန်းမသိဘူး2မိနစ်ပဲအဆောင်ဆိုတော့ညနေကပတ်စံနေနေချတာ2မိနစ်တွင်မှာပြန်လက်ပိတ်သိမ်းလိုက်ရမယ်လို့ပြောတာလားဟုတ်တယ်အဖေလေအမ2မိနစ်အတွင်းမှာဘန်ကိုရအောင်သွားမှလားဒါမှမဟုတ်လို့ရှင်ဟိုခဏအဆောင်ပေးအောင်မလားအဲ့ဒါကိုမေးတာဟုတ်ကဲ့ပါလူချင်းမရဲ့ကောက်က2မိနစ်ပဲချိန်ရသည်ဖြစ်တဲ့အတွက်ပြန်လက်ဆက်သွယ်ပေးထားဖြစ်ပါတယ်လူချင်းမဆက်လက်အသုံးပြုမယ်ဆိုရင်ဖုန်းလင်းချပဲပိုင်ဆောင်ထားပေးပါညီမတို့ကမ္ဘောဇာ KB စက်ပတ်မှာဒီပါရဲ့ပြန်လက်စစ်သေးလေးနှစ်တင်သွားပေးမှာဖြစ်ပါတယ်အော်ညီမလေးဟုတ်ပြီဟုတ်ကဲ့မင်္ဂလာပါလူချင်းမဒီကောက်ကိုအသုံးပြုနေရချိန်တော့ကြာပြီလားကြာပြီဟုတ်ကဲ့ပါလူချင်းမဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာဘယ်ဘန်ခွဲမှာဖွင့်ရှိထားလဲဆိုတော့တစ်ချက်ပြန်လိုက်ချိန်ကြာပြီပါညီမလေးအမကဟိုအနှစ်ထိုးကြီးမှာဟုတ်ကဲ့ပါရှင်လူချင်းမဒီကောက်ကိုဖွင့်ရှိထားတဲ့အခါမှာညီမတို့ကနေပြီးတော့နှစ်ထိုးကြီးမှာဖွင့်ရှိထားတယ်ဆိုညီမတို့ကနေပြန်လက်စစ်သေးလေးနှစ်တင်ရမှာဖြစ်ပါတယ်အေးညီမလေးဒီမှာကနေမှတ်ပုံလေးနဲ့ဘက်ကလေးမြေဆောင်လေးခါပြီးပြောပြရမှာဖြစ်ပါတယ်အေးညီမလေး1မြင်းဆောင်963ဟုတ်ကဲ့ပါမြေဆောင်လေးပြီးတော့ရှိပါသေးတယ်ရထတာလို့ပြောလားဟုတ်တယ်ညီမလေးရထတာဟုတ်ကဲ့ပါတဲတဲကွဲလေးပြောပေးပါရထတာဟယ်လိုရထတာဟယ်လိုရထတာဟော तू တာနဲ့တာမကွဲဖြစ်နေလို့ยาท่าตากยาท่าตากလားยาเลยยากูท่าเลยเลยဟုတ်ကဲ့ပါยากูท่าเลยตาเลยเลยဟုတ်ကဲ့ပါยาท่าตาเลยကွယ်ยาท่าตาเลยကွယ်ยาท่าตาเลยကွယ်ဟုတ်ကဲ့ပါရှင်မှတ်ပုံလေးနဲ့ပါဗျာนำบ้านเลยကွယ်ဟုတ်ကဲ့ပါชอบนาคาโทรมาเลยชอบนาคาโทรตรงนาคาโทรဟုတ်ကဲ့ရှင်တဲတဲကွဲလေးပြောပေးပါชอบนาคาโทร6ตรงนาคาโทรဟုတ်ကဲ့ပါရှင်นี่